ပြီးခဲ့တဲ့အပိုင်းမှာတော့ The Mask ဟာ Water နဲ့အတူမြစ်ထဲကိုပြုတ်ကျနေမြုပ်သွားခဲ့ပါပြီ။ Water ကတော့လူတချို့ကကယ်ခဲ့ကြလို့ဆေးရုံကိုရောက်သွားခဲ့ပေမဲ့ The Mask ကတော့ဆက်လက်ပျောက်ဆုံးနေသေးပါ။ဒီအပိုင်းမှာတော့လူငယ်လေး၄ယောက်စကားပြောခန်းနဲ့စတင်ထားပြီးတော့ဒီလူငယ်လေး၄ယောက်ကတော့ Riz, Ben နဲ့ Hugo, Archie တို့ပဲဖြစ်ပါတယ်။သူတို့ဟာလူငယ်တို့ဘာသာဘာဝရောက်တဲ့ရာပြောကြရင်းနဲ့ Riz ကသူ့ကို Snaggy လို့စာနောက်ခေါ်နေတဲ့ Ben ကိုဒေါသတကြီးချိန်မောင်းရင်းနဲ့တနေရာကိုထွက်သွားခဲ့ပါတယ်။ဘန်ကသူ့ဘယ်ကိုသွားတာလဲလို့မေးတဲ့အခါမှာတော့ဟူဂိုကသွားနေကြနေရပဲနေမှာပေါ့အဲ့ဒီနေရာကသူ့အတွက်မြင့်မြတ်တဲ့ပုံဌာနလိုပဲလေလို့ပြောလိုက်ပါတယ်။ရစ်ကဘစ်ဟက်ကိုအကြီးကျယ်အားပေးတဲ့အစိုးရစန့်ကျင်ရေးဝါဒကိုလက်ကင်ထားတဲ့လူငယ်လေးတစ်ယောက်ပါ။ဘစ်ဟက်တည်သွားပြီဆိုတဲ့သတင်းကိုသူကယုံကြည်မရှိသလိုဒါဟာအစိုးရရဲ့ဂျင်းကျွေးချင်းတသက်ပဲလို့ယူဆထားတာပဲဖြစ်ပါတယ်။ဒါကြောင့်ဘစ်ဟက်ပျောက်ဆုံးသွားတဲ့စိတ်ကံကိုအမြဲလိုသွားနေလေးရှိတာပဲဖြစ်ပါတယ်။အလောင်းလည်းမတွေ့ရပါအကျွမ်းကြံမှလည်းမရှိပဲနဲ့မင်းတည်သွားပြီဆိုတာကိုဘလို့မှမယုံနိုင်ဘူးကွာလို့ရေရွရင်းနဲ့ Riz ဟာရှုနေတဲ့ကိုဝမ်းနေစွာတူးဆွားလိုက်ပါတယ်။ဒီအချိန်မှာတော့အစိမ်းရောင်မျက်နှာဖုံးတစ်ခုကိုတွေးလိုက်ရပြီး Riz ဟာကောက်ယူလိုက်ပါတယ်။ရဲမှုကယ်လဝေးဟာသူ့ရဲ့အလုပ်တာဝန်တွေကိုပြန်ထမ်းဆောင်နေပြီဖြစ်ပြီးတော့ Water တယောက်ဆေးရုံမှာရှိနေတယ်ဆိုတဲ့သတင်းကြောင့်ဆေးရုံကိုလိုက်လာခဲ့တာပါ။ဒါပေမဲ့လက်မတင်လေးလွဲသွားခဲ့ပြီးကယ်လဝေးတို့ဆေးရုံရောက်တဲ့အချိန်မှာ Water ကထွက်ပြေးလွတ်မြောက်သွားပြီပဲဖြစ်ပါတယ်။တာမန်လူသားတွေရဲ့စွမ်းဆောင်ရည်ထက်ကျော်လွန်နေတဲ့ Water ကပေ40မြင်းကနေခုန်ချထွက်ပြေးသွားတာပဲဖြစ်ပါတယ်။ Riz တို့ရဲ့တိုက်ခန်းလေးထဲမှာ Ben, Hugo နဲ့ Archie တို့ဟာကိုဝဒနာပါယာကိုလုံနေကြပါတယ်။ဒီအချိန်မှာပဲသူတို့ရဲ့အခန်းထဲကိုအစိမ်းရောင်မျက်နှာနဲ့လူတစ်ယောက်ဝင်လာခဲ့ပြီးကြောင်တောင်နိုင်တဲ့စကားတွေလာပြောနေခဲ့ပါတယ်။ Ben ကတစုံတစ်ခုကိုတတိယသွားဟန်နဲ့ဘေးဟက်ကြီးပဲလို့ထားအော်လိုက်ပါတယ်။ Riz ကမျက်နှာဖုံးကိုချွတ်ပြလိုက်ပြီးငါကတော်လန်ရေးရဲ့တက်ရှိလက်နက်တစ်ခုဖြစ်နေပြီကွာလို့ဝမ်းသာအားရကြွေးကြော်လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့တငယ်ချင်း၃ယောက်ကတော့ Riz တယောက်ဘေးဟက်ကို crazy အဖြစ်လွန်ပြီးယူသွားပြီလို့ထင်နေကြပါတယ်။ဒါကြောင့် Riz ကတန်တင်ဖို့တစ်ခုကိုဘာမှမရှိတဲ့နေရာကနေဆွဲထုတ်ပြလိုက်ပြီးသူ့ခေါင်းကိုသူထူနဲ့ပြလိုက်တော့မှသူ့ရဲ့တငယ်ချင်း၃ယောက်က Riz တယောက်ဘေးဟက်ဖြစ်နေပြီဆိုတာကိုယုံသွားကြပါတယ်။ဘေးဟက်ရဲ့အစွမ်းကိုမျိုးမျိုးဝိုင်းဆန်းသက်ကြပြီးတဲ့နောက်မှာတော့ Riz ရဲ့တငယ်ချင်း၃ယောက်ဟာမျက်နှာဖုံးကိုတလဲစီတက်ကြဖို့တောင်းဆိုပါတယ်။လုံဆန်းမှာ Riz ရဲ့မင်းကြောင်းထုတ်ခံရကန်ဒီတော့ကဲခဲ့တာငါလေလို့ဟူကိုကပြောပါတယ်။စာကြိုးအာကြီးကလည်းငါသာတင်ချာနဲ့တမိုင်းကိုကူမလုပ်ပေးခဲ့ရင်မင်းကြောင်းပြီးမှမဟုတ်ဘူးလို့အားကြမခံပြောပြန်ပါတယ်။ Riz ကိုစားနောက်နေကြဘန်ကတော့ငါမင်းရဲ့အိမ်ကမျက်တီကိုရှင်းပေးဘူးလေလို့မရေမဝံလေးပြောလိုက်ပါတယ်။ဒါပေမဲ့ Riz ကသူ့တငယ်ချင်း၃ယောက်လုံးကိုလှောင်ယူလိုက်ပြီးတော့မျက်နှာဖုံးက Playboy magazine လို့တယောက်တစ်လက်ငါဖက်ဖို့မဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။တစ်ဆက်တည်းမှာပဲငါဒီကိုပြန်လာတာကဘေးဟက်ပြန်လာပြီဆိုတဲ့အကြောင်းကိုလာသတိပေးတာပဲ။ငါအခုအစိုးရကိုစန့်ကျင်တိုက်ခိုက်တော့မယ်လို့ကြုံဝါလိုက်ပါတယ်။အဲဒီနောက်အစိုးရကိုပြည်စံရမယ်ဖြုတ်ချရမယ်လို့ကြွေးကြော်ရင်းနဲ့သူ့တငယ်ချင်းတွေနာကနေလင်းမြန်တဲ့အချိန်နဲ့ထွက်သွားခဲ့ပါတယ်။၃ရက်မြောက်တဲ့နေ့မှာတော့သတင်းစာရဲ့ကောင်းကြီးပိုင်းမှာဘေးဟက်အတူလားအစ်စ်လားဆိုတဲ့သတင်းဆောင်မကထိတ်ဆုံးမှာပါလာခဲ့ပါပြီ။ဆိုလိုတာကတော့ Riz တယောက်ဘေးဟက်အဖြစ်နဲ့မျိုးထဲမှာတောင်းကျနေပြီလို့ဆိုတာပဲဖြစ်ပါတယ်။စိတ်ရှုပ်စရာတော့ကောင်းနေပြီ Riz တယောက်ကတော့ငါတို့ထိန်ချုံနိုင်တဲ့အနေထားမှမဟုတ်တော့ဘူးလို့အာဂျီကပြောပါတယ်။ Riz ကိုမနာလို့ဖြစ်နေတဲ့ဘန်ကငါတို့ရဲတိုင်လိုက်တယ်နဲ့ဒီရုပ်ဆိုးကောင်ကိုဘာခီယူဆိုင်စရာလိုလေလို့ထောက်ခံလိုက်ပါတယ်။အဲဒီတော့ငါကကျွန်တော်တငယ်ချင်းမှာမှောင်မျက်နှာဖုံးရှိနေပါတယ်လို့သွားတိုင်ရမှာလားလို့အာဂျီကပြန်ခနဲ့လိုက်ပါတယ်။ငါမှသာမျက်နှာဖုံးရှိရင်စင်မြင့်ရဲ့အရှင်သခင် Roster တယောက်ပဲလှုပ်လိုက်တော့မယ်လို့ဘန်ကပြန်ပြောပါတယ်။အာဂျီကတစ်ချက်စဉ်းစားလိုက်ပြီးစိတ်ဝင်စားစရာတော့ကောင်းနေပြီ။မျက်နှာဖုံးကအသုံးပြုသူရဲ့ရှီရင်ဆွဲစရိုက်လက္ခဏာပေါ်မူတည်ပြီးလှုပ်တာများဖြစ်မလား။ဒါမှမဟုတ်စိတ်ထဲမှာရှိရဲ့ယူသွတ်တဲ့စိတ်ကိုဆွဲထုတ်ပေးတာများလားလို့ရေရွတ်လိုက်ပါတယ်။ဒီအချိန်ဘေးဟက်တစ်ဖြစ်လဲ Riz ကိုဖမ်းမိထားတဲ့ရဲဝန်ထမ်းတယောက်ကတော့ဘေးဟက်ရဲ့ရှွန်းနှောင်းနှောင်းလုပ်ရက်တွေကြားမှာတော်တော်လေးကိုစိတ်ရှုပ်နေခဲ့ပါပြီ။တေချာတာကတော့ဘေးဟက်ကိုရဲဝန်ထမ်းကဖမ်းတာမဟုတ်ပဲဘေးဟက်ကိုယ်တိုင်ကတမင်ဖမ်းခံခဲ့တာပဲဖြစ်ပါတယ်။ဘေးဟက်ကိုဖမ်းမိထားပြီဆိုတဲ့သတင်းကအိုးလေးတကြောဖြစ်သွားခဲ့ပြီးဒီသတင်းကမော်ဆိုခိုင်းကိုပြန်ရောက်နေတဲ့ Water ရဲ့နားတဲ့အထိပါရောက်သွားခဲ့ပါတယ်။ဒီသတင်းကိုကြားချိန်မှာတော့ Water ဟာလောလောဆကိစ္စတွေကိုပါအကုန်ပြစ်ချထားခဲ့ပြီးဘေးဟက်နဲ့သူ့ရဲ့အဖြစ်မပေါ်သေးတဲ့တိုက်ပွဲကိုအဆုံးသတ်ဖို့ထွက်လာခဲ့ပါတယ်။ဘေးဟက်ကိုဖမ်းမိထားတဲ့ရဲစခန်းဟာဖွက်တက်တာထက်တောင်မှကန်ဆိုးခဲ့ပြီးဘေးဟက်မှွေသမျှကိုလူလဲခံရပါတော့တယ်။အဲဒီနောက်ဘေးဟက်ဟာမှွေလို့ဝသွားတဲ့အချိန်မှာတော့သူ့ရဲ့ဖောင်းမီအိတ်ကြီးကြီးတွေကနေဘုံတလုံးကိုဆွဲထုတ်လိုက်ပြီးတော့ရဲစခန်းကိုဖောက်ခွဲပစ်လိုက်ပါတယ်။ရဲစခန်းကိုဖောက်ခွဲပြီးထွက်လာတဲ့ဘေးဟက်ဟာလမ်းမှာ Water နဲ့ပပင်တိုးခဲ့တာပါ။ဒါပေမဲ့ Water နဲ့ဘေးဟက်ရဲ့ကြားကရန်ညိုးကိုမသိထားတဲ့ Riz ဟာ Water ပြင်းတာကိုစားခံရပါတော့တယ်။တစ်ဖက်မှာတော့ကယ်လဝီတယောက်မျက်နှာဖုံးတက်ခဲ့ရတော့ကအချိန်တွေကိုလွှမ်းနေခဲ့ပြီးသူရဲ့ခံစားချက်တွေကိုရင်ဖွင့်ရမယ့်လူမရှိဘူးဖြစ်နေခဲ့ပါတယ်။ဒါကြောင့် The Mask ဝေယာတယောက်ဖြစ်ခဲ့မှုတဲ့ကေတီကိုချိန်ခဲ့ပြီးဘီယာဆိုင်တစ်ခုမှတေးခဲ့ပါတယ်။သူချိန်တဲ့နေရာကိုလာခဲ့ပြီလို့ကျေးဇူးတင်တဲ့အကြောင်းကေတီကိုပြောနေခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲကယ်လဝီကမျက်နှာဖုံးကငါ့ကိုမကောင်းတဲ့လူဖြစ်စေခဲ့ပေမဲ့မျက်နှာဖုံးတက်ခရရဲ့အခြေအနေကိုလွမ်းမိတယ်မင်းကိုလွမ်းရဲ့လားလို့ကေတီကိုမေးလိုက်ပါတယ်ကယ်လဝီရဲ့အဖြေကိုကေတီကညှင်းဆန်လိုက်ပြီးတော့ဒါကဆစ်လေးဖြစ်လိုက်တယ်လို့ပဲလွမ်းကိုမလွမ်းမိတာပါလို့ပြန်ဖြေလိုက်ပါတယ်သူတို့စကားကောင်းနေတော့မှ TV မှာ breaking news တစ်ခုဝင်လာခဲ့ပြီးအဲ့ဒါကတော့ဘေးဟန်နဲ့ဝါတာတို့ရဲ့တကြောပြန်တိုက်ပွဲပဲဖြစ်ပါတယ်ဒီသတင်းကိုဟူဂိုတို့တငယ်ချင်းတရိုက်ကလည်းကြီးခဲ့ကြပြီးကယ်လာဝေးတို့လိုပဲဘေးဟက်တို့တိုက်ပွဲရှိရာကိုရောက်လာခဲ့ကြတာပါဘာတွေဖြစ်ကုန်ကြပြီလဲဆိုတဲ့အာချီရဲ့အမေကြောင့်အရက်ရှည်တဲ့ဟူဂိုကအဝေးကိုလှမ်းမြော်ကြည့်လိုက်ပြီးငါတို့ရစ်တော့ကျုံးခံနေရပြီလို့ပြန်ပြောလိုက်ပါတယ်ရစ်ဟာဝါတာပြင်းတာကိုခံရပြီးရဲ့နောက်မှာတော့ဝါတာကိုနိုင်ဖို့အတွက်အကွက်ပေါင်းစုံထုတ်သုံးပါတော့တယ်ဒီအချိန်လူအုပ်ထဲကကလေးငယ်တယောက်ကလက်မှတ်လေးထိုးပေးနိုင်မလားလို့တောင်းဆိုလာတဲ့အချိန်မှာတော့ရစ်ကငါ့ကိုလာမရှုပ်စမ်းနဲ့လာရှုပ်တဲ့ကောင်မှန်သမျှတည်သွားမယ်လို့ပြောရင်းနဲ့လက်ထဲကဓာတ်ကိုထောင်ပြလိုက်ပါတယ်။ကြောက်လန့်သွားတဲ့ကလေးငယ်ရဲ့အမှုရာကြောင့်ရစ်စာအပြန်သတိဝင်လာခဲ့ပြီးနေပါအောင်ဘာတွေဖြစ်နေတာလဲငါဘာတွေလုပ်နေမိတာလဲလို့ရေရွတ်လိုက်ပါတယ်။စိတ်ရှုပ်သွားတဲ့ရစ်ဟာအနီးနားကရေအိုင်လေးကိုခုန်ချထွက်ပြေးသွားပါတော့တယ်။အဲဒီနောက်ရစ်ဟာရေအိုင်လေးကနေတဆင့်သူတို့တိုက်ခန်းလေးရဲ့ toilet ထဲကိုရောက်လာခဲ့ပါတယ်။ဒီအချိန်ဗန်တယောက်ကတော့သူ့ကိုတယောက်တည်းထားခဲ့လို့အခန်းမှာတယောက်တည်းပွားစီလုံနေပါတယ်။သူအပေါ်သွားဖို့လုံးနေတော့မှ toilet ထဲကနေ rich ထွက်လာခဲ့ပြီးပါဇက်ကလည်းငါလိုရက်တွေကရမ်းလွန်သွားပြီလို့ရေရွတ်နေခဲ့ပါတယ်။သူရဲ့စိတ်ကိုလုံးစုံလွှမ်းမိုးသွားတဲ့မျက်နှာဖုံးကို rich ဟာရမ်းလန့်သွားခဲ့ပြီး toilet ထဲမှာပဲလွတ်ပစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့မျက်နှာဖုံးကိုရမ်းလိုချင်နေတဲ့ဗန်ရဲ့လက်ထဲကိုမျက်နှာဖုံးဟာဆက်ဆက်မြက်မြက်ရောက်လာခဲ့ပြီးပဲဖြစ်ပါတယ်။